နောင်တဆိုတာဘာလဲကျွန်တော်ရဲ့ဘဝခီးလမ်းမှာမကြုံစဖူးတဲ့စိတ်ခံစားမှုရဲ့လို့မရှိကြပါဘူးပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေအောင်မြင်မှုတွေကြာရှုံးမှုတွေကြားထဲမှာလူသားတိုင်းရဲ့ရင်ဘတ်ထဲကိုအခါမလွဲရောက်လာတတ်တဲ့စိတ်ခံစားမှုတစ်ခုကတော့နောင်တပါပဲနောင်တဆိုတာအတိတ်ကကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေဒါမှမဟုတ်မလုပ်ခဲ့မိတဲ့အရာတွေရဲ့ရက်လက်ပေါ်စိတ်မကျေနပ်မှုနာကျင်မှုပြန်လဲပြင်ဆင်ခြင်းစိတ်တွေစုပေါင်းထားတဲ့ခံစားမှုတစ်ခုဖြစ်ပါတယ်။နောင်တဆိုတာတကယ်တော့အချိန်ဆက်ကိုနောက်ပြန်လှည့်ပြီးအဲ့ဒီအချိန်တုန်းကငါဒီလိုလှုပ်လိုက်ရင်ဆိုတဲ့အသွေးတွေနဲ့ကိုတန်ချီခြင်းခတ်ထားခြင်းဖြစ်ပါတယ်။နောင်တရဲ့ဇစ်မြစ်ကိုပြန်ကြည့်ရင်အမားတစ်ခုခုကနေစတင်ပါတယ်။တခါလေကြတော့မထင်မှတ်ပဲပြောလိုက်တဲ့စကားတစ်ခုတခါလေကြတော့ချစ်ရတဲ့သူအတွက်မပေးခဲ့ရတဲ့အချိန်တစ်ခုတခါလေကြတော့ရဲမဖမ်းဆုပ်နိုင်ခဲ့တဲ့အခွင့်အရေးတစ်ခုဒီလိုသေးငယ်တဲ့ကိစ္စလေးတွေကနေစလို့ဘဝတစ်ခုလုံးထိခိုက်စေတဲ့ဆုံးဖြတ်ချက်ကြီးတွေအထိနောင်တပုံတံတန်အမျိုးမျိုးနဲ့ပေါ်လာတတ်ပါတယ်။နောင်တဆိုတာအိမ်မက်ထက်ကျင်းစာတစ်ချောင်းလိုပါပဲ။နိုးနေတဲ့အချိန်မှာရောအိတ်နေတဲ့အချိန်မှာပါရင်ထဲကနေထိုးနေနေတဲ့တက်ပြင်းချတန်တဲ့သူလိုက်ပါနေတဲ့ခံစားချက်ဖြစ်ပါတယ်။နောင်တကိုပြန်လဲခွဲချမ်းကြည့်မယ်ဆိုရင်အဓိကအဖြစ်နှမျိုးရှိပါတယ်။ပထမတစ်မျိုးကတော့လှုပ်ခဲလို့ဖြစ်ရတဲ့နောင်တပါဒါကိုယ့်ရဲ့မာယွင်းတဲ့ဆုံးဖြတ်ချက်တွေလောဘတွေဒေါသတွေကြောင့်တစုံတစ်ယောက်ကိုနာကျင်အောင်လုပ်မိတာဒါမှမဟုတ်ကိုယ့်ဘဝအတွက်မာယွင်းတဲ့လမ်းကြောင်းကိုရွေးချယ်မိတာမျိုးတွေပါဒီနောင်တမျိုးဟာကိုယ့်အပြစ်တင်စိတ်နဲ့ဒဏ်ခတ်နေတတ်ပါတယ်ဒုတိယတစ်မျိုးကတော့မလှုပ်ခဲမိလို့ဖြစ်ရတဲ့နောင်တပါဒီနောင်တမျိုးဟာပိုပြီးတော့အခမ်းရခက်ပါတယ်ဘာကြောင့်လဲဆိုတော့အတိတ်မှာကိုယ်တိုင်ဖန်ဆုပ်ခွင့်ရခဲ့တဲ့အိမ်မက်တွေမပြောလိုက်ရတဲ့ချစ်ချင်းမေတ္တာစကားတွေမတောင်းပန်လိုက်ရတဲ့ခွင့်လွှတ်မှုတွေအတွက်ဖြစ်တာကြောင့်ပါဒီလိုမလုပ်ခဲ့လို့ဆိုရဲနောင်တအချိန်ကြာလာတဲ့အမျှနှလုံးသားထဲမှာကြီးထွားလာပြီးဖြည့်လို့မရတော့တဲ့လက်ဟာမှုကြီးတစ်ခုဖြစ်ရက်တည်နေတတ်ပါတယ်အထူးသဖြင့်မေတ္တာဆုနဲ့ပတ်သက်တဲ့နောင်တတွေဟာပြင်းထန်ဆုံးပါပဲမိဘတွေတက်ရှိထင်ရှားရှိတော့ကကောင်းမှုပြုစုရမှုမပေးနိုင်ခဲ့တာတငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဒါမှမဟုတ်အရေးကြီးတဲ့အချိန်တွေမှာချစ်ရသူရဲ့ဘေးမှာမရှိခဲ့တာမျိုးတွေဟာနောင်တတရားကိုအချိန်ကြာမြင့်စွာတည်ပိုးထားရစေပါတယ်။သို့တော်လည်းနောင်တကျွန်တော်ရဲ့ရန်သူတက်မဟုတ်ပါဘူး။တကယ်လို့နောင်တကိုစနစ်တကျအသုံးချတတ်မယ်ဆိုရင်ဒါကျွန်တော်တို့ဘဝရဲ့အဖိုးတန်သင်ခန်းစာတစ်ခုလမ်းညွန်ကျယ်ပွင့်တစ်ခုဖြစ်လာနိုင်ပါတယ်။နောင်တရဲ့နာကျင်မှုဟာတင်ဒီတိုင်းဆက်မသွားသင့်ဘူးဆိုတဲ့တတိပေးခေါင်းလောင်းတန်တစ်ခုပါ။အတိတ်ကနာကျင်မှုဟာကျွန်တော်ရဲ့အနာဂတ်အတွက်လောင်စာဖြစ်စေနိုင်ပါတယ်။နောင်တရဲ့နာကျင်မှုကိုကျော်လွှားဖို့ဆိုရင်ကျွန်တော်တို့ဟာငါရဲ့အမားကဘာလဲဆိုတဲ့မေးခွန်းရဲမေးရမှာဖြစ်ပါတယ်။ဒီလိုမေးမြန်းခြင်းဟာကိုယ့်အပြစ်တင်ဖို့မဟုတ်ပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုပုံစံကိုလေ့လာဖို့ဖြစ်ပါတယ်။နောင်တကျွန်တော်ရဲ့ကိုကျင့်တရားစံနှုန်းတွေနဲ့ကိုက်ညီမှုမရှိတဲ့အပြုအမူတွေကနေပေါက်ဖွာလာတာပါ။ဒီနာကျင်မှုကိုရှင်းလင်းမြင်နိုင်မယ်ဆိုရင်နောက်တစ်ခါအလားတူအခြေအနေမျိုးကြုံလာရတဲ့အခါအလိုလျောက်ပိုကောင်းတဲ့လမ်းကိုရွေးချယ်နိုင်ဖို့လမ်းညွှန်ပေးပါလိမ့်မယ်။အမားကိုနာကျင်စွာတတိယနေခြင်းဟာနောက်ထပ်အမားမဖြစ်အောင်တားဆီးပေးတဲ့တဘာဝအကာအကွယ်တစ်ခုလိုပါပဲ။ဘယ်အရာကနောင်တရစီလဲဆိုတာနားလည်နိုင်မယ်ဆိုရင်နောက်တစ်ကြိမ်ဆိုတဲ့အခါမျိုးမှာပိုပြီးတော့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်အထောက်အကူပြုပါတယ်။အကယ်၍သင်ဟာနောင်တရဲ့ဝန်ထုတ်ဝန်ပိုးတည်ပိုးထားရတယ်ဆိုရင်ပထမဆုံးလုပ်ရမှာလက်ခံခြင်းပါပဲအတိတ်ကိုပြန်ပြီးပြင်ဆင်လို့မရတော့ဘူးဆိုတာကိုလက်ခံပါကိုခွင့်လွတ်ပါအမားလုံးမိတာလူသားတိုင်းရဲ့တဘာဝပါအရေးကြီးတာအဲ့ဒီအမားကနေဘာတွေသင်ယူခဲ့လဲလက်ရှိပြစ္ဆုတ်ပံမှာဘလို့ပြောင်းလဲနေထိုင်မလဲဆိုတာဒါအရေးကြီးဆုံးပါပဲနောင်တတရားကိုရှေ့ဆက်မဲ့ဘဝအတွက်တတိထားစရာဒါမှမဟုတ်ပိုကောင်းအောင်ရှင်သန်နိုင်ဖို့အတွက်ခွန်အားဖြစ်ပြောင်းလဲပြစ်လိုက်ပါချစ်ရသူတယောက်ကိုအချိန်မပေးနိုင်တဲ့အတွက်နောင်တရတယ်ဆိုရင်ကြံရှိနေသေးတဲ့သူတွေကိုပိုပြီးတန်ဖိုးထားပြီးအချိန်ပေးပါအိမ်မက်တစ်ခုလက်လူဆုံးရှုံးခဲ့ရတဲ့အတွက်နောင်တရတယ်ဆိုရင်အဲ့ဒီလိုဆုံးရှုံးမှုမျိုးနောက်ထပ်မဖြစ်စေဖို့ယခုချက်ချင်းစတင်လှုပ်ဆောင်လိုက်ပါနောင်တရဲ့အကျိုးဆက်တွေဟာအတိတ်မှာရှိနေပေမဲ့နောင်တကိုတုတ်ပြန်ပုံကတော့ကျွန်တော်ရဲ့လက်ထဲမှာပဲရှိပါတယ်ဘဝဆိုတာအမားတွေနဲ့သင်ခန်းစာတွေပေါင်းစပ်ထားခြင်းဖြစ်ပါတယ်နောင်တမရှိတဲ့ဘဝဆိုတာလည်းမရှိနိုင်ပါဘူး။ဒါကြောင့်နောင်တရခြင်းကိုရှက်စရာလို့မမြင်ပါနဲ့။ရင်ထဲမှာနောင်တရှိနေတယ်ဆိုတာ
ကိုဟာပိုပြီးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်ဆိုတဲ့အတိတ်ပဲပါပဲဒါကြောင့်နောင်တရဲ့နာကျင်မှုကိုအတိတ်မှာပဲထားခဲ့ပြီးအဲ့ဒီသင်ခန်းစာတွေရဲ့အလင်းရောင်နဲ့ရှေ့ခီးကိုယုံကြည်မှုအပြည့်နဲ့ရှောက်လန်းလိုက်ပါခင်ဗျာဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်နားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မနေ့ဖြန်မှာပြန်ဆောင်ကြပါမယ်ခင်ဗျာ